ဒါကတော့တကယ်ကိုထူးထူးဆန်းဆန်းနဲ့ရင်တစ်ထိပ်ထိပ်ဖြစ်စရာကောင်းတဲ့ဇလန်းလေးတစ်ပုဒ်ပါဇလန်းလေးကအာနာလို့ခေါ်တဲ့ကျောင်းဆရာမလေးတစ်ယောက်ကနေစတာပေါ့အာနာမှာ bright ဆိုတဲ့ချစ်သူရှိတယ်ဓမ္မနမှာအာနာကအမြဲတမ်းနက်ကတိုင်မချီတတ်တဲ့ bright ကနက်ကတိုင်လေးချီပေးနေတော့ TV သတင်းလဲမှာထဲရခါဂျက်လို့ခေါ်တဲ့နာမည်ကျော်လူသက်သမားက9ယောက်မြောက်သားကောင်ကိုတက်လိုက်ပြန်ပြီးဆိုတဲ့သတင်းတက်လာတယ်ဒါပေမဲ့အာနာကတော့ဒါကိုသူ့ဘဝထဲဝင်လာမဲ့ငရဲတစ်ခုလို့မထင်ထားခဲ့မိဘူးအဲ့ဒီနေ့အလောက်ကပြန်မှာအာနာကတငယ်ချင်းတွေနဲ့ကလပ်သွားရင်ကနေအင်ကိုလမ်းလျှောက်ပြန်လာခဲ့တယ်တရားပေါ်ရောက်မှစုံသွဲတရဲရဲမောပျော်ရွှင်နေတာကိုမြင်တော့သူတို့လေးတွေကိုကြည့်ပြီးအာနာကပြိုးမိသေးတာဒါပေမဲ့ခဏချင်းမှာပဲအဲ့ဒီမိန်းကလေးကပွဲချင်းပြီးလဲကျသေးဆုံးသွားပြီးဘေးကလူကအလောင်းကိုမဖွဲမရလုတ်နေတာမြင်လိုက်ရတော့အဲ့ဒီချိန်မှာပဲအာနာဖုန်းကမြည်လာတော့လူသက်သမားကတိသွားပြီးအာနာနောက်ကိုလိုက်တော့တာပဲအာနာလည်းကြောက်ကြောက်လန့်လန့်နဲ့ခတ်ပြီးရင်ချော်လဲပြီးလူသက်သမားရဲ့တိုက်ခိုက်တာကိုခံလိုက်ရတယ်ဒါပေမဲ့ကံကောင်းချင်တော့သူမတရားဘော်ကနေမြစ်ထဲကိုပြုတ်ကျသွားခဲ့တယ်သူမတတိပြန်ရလာတဲ့အချိန်မှာတော့အားလုံးကပြောင်းလဲသွားပြီးဈေးရုံကိုတင်ဘေးမှာရက်နေတဲ့သူ့ချစ်သူ့တငယ်ချင်းတွေကိုသူတယောက်မှမမှတ်မိတော့ဘူးအဆိုးဆုံးကတော့မန်ထဲမှာပြန်ကြည့်လိုက်တဲ့ကိုမျက်နာကိုတော့ဘသူမှမသိတော့တာပဲဆရာဝန်တွေစမ်းသပ်ကြည့်တော့မှအာနာကဦးနှောက်ထိခိုက်သွားလို့မျက်နာမမှတ်မိတဲ့ယောဂ face blindness ဖြစ်သွားတာတဲ့ဘသူကိုကြည့်ကြည့်မျက်နာတွေကခဏခဏပြောင်းလဲနေပြီးအားလုံးကတူနေတယ်လို့တယောက်မှမဟုတ်တယ်လို့နဲ့ပေါ့ဒီကြားထဲမှာလူသက်သမားကလည်းအာနာနောက်ကိုတစ်ခေါက်လိုက်နေတော့ပဲအာနာခင်ဗျာဘသူကလူသက်သမားလဲဘသူကကိုချစ်သူလဲဆိုတာကိုမျက်နာကြည့်ပြီးမခွဲခြားနိုင်တော့ဘူးဒါနဲ့သူကနီးလဲအသေးရှာရတော့တာပေါ့လူတွေရဲ့ကိုဟန်အနေထားဝတ်စားစင်ရင်ပုံနဲ့သူတို့ရဲ့အမသားလေးတွေကိုကြည့်ပြီးမှတ်ရတယ်ဥပမာသူချစ်သူ Bryce ကိုဆိုရင်သူချီပေးထားတဲ့နက်ကတိုင်အထုံလေးကိုကြည့်ပြီးမှတ်ရတာမျိုးပေါ့ဒီအမှုမှာကူညီပေးနေတဲ့ရဲအရာရှိဂါရိတ်ကိုတော့အာနာကထူးထူးခြားခြားမှတ်မိနေတတ်တယ်ဘာလို့လဲဆိုတော့ဂါရိတ်မာကမုတ်စိမ်မွေးတွေရှိနေလို့ပဲဒါပေမဲ့ကန်ဂျမာကအရှင်ဖောက်လိုက်ပြန်တယ်ဂါရိတ်ကမုတ်စိမ်ရိတ်လိုက်တဲ့အခါအာနာကသူ့ကိုလည်းသူ့စိမ်လိုပဲမြင်သွားပြန်ရောဆက်ရှင်ကတဖြည်းဖြည်းတက်လာပြီးနောက်ဆုံးမှာတော့တကယ်လူတသမားကသူတို့နဲ့အနည်းဆုံးမှာရှိတဲ့ရဲအရာရှိလာယွန်ဖြစ်နေလာကိုအာနာသိလိုက်ရတယ်လာယွန်က Bryce ကိုတပ်ပြီး Bryce ရဲ့အဝတ်အစားနဂတိုင်တွေကိုဝတ်ပြီးအာနာကိုလာလိမ့်တာဒါပေမဲ့အာနာကနဂတိုင်အထုံးလေးကိုကြည့်ပြီးဒါ Bryce မဟုတ်ဘူးဆိုတာသိသွားခဲ့တယ်စတင်ပိုင်းတရားဘောကတိုက်ပွဲမှာတော့အာနာဟာမျက်နှာချင်းတူနေတဲ့လူနှစ်ယောက်ထဲကဘသူကလူသက်သမားလဲဘသူကကာရီလဲဆိုတာကိုဝေခွဲမရဖြစ်နေခဲ့တယ်။နောက်ဆုံးမှာတော့ကာရီရဲ့အကူအညီနဲ့လူသက်သမားကိုပစ်တက်နိုင်ခဲ့ပြီးမြဲကန်ဆိုးစွာနဲ့ပဲကာရီလဲတနတ်တန်ရာနဲ့အာနာလက်ထဲမှာတင်ဆုံးသွားခဲ့ရတယ်။အချိန်လေးကြာပြီးတဲ့နောက်မှာတော့အာနာဟာကျွန်းလေးတစ်ကျွန်းမှာအကြောင်းဆရာမပြန်လုပ်နေပါတယ်။လူဦးရေနဲ့ကျွန်းလေးမို့လူတွေရဲ့လမ်းလျှောက်ပုံတွေကိုကြည့်ပြီးသူကခွဲခြားနိုင်နေပြီးအရာအလုံးကဝေဝါနေပေမဲ့သူမအကြက်ဘဲတော့မှမပြောင်းလဲပဲထင်ထင်ရှားရှားမြင်နေရတဲ့မျက်နှာလေးတစ်ခုတော့ရှိနေပါတယ်။အဲ့ဒါကတော့သူမရဲ့သမီးလေးမျက်နှာပါပဲ။ဒီဇာတ်လမ်းလေးကိုသဘောကျတယ်ဆိုရင် channel လေးကို subscribe လုပ်ထားကြပါဦးနော်။